ကဲမိသားစုများများနဲ့ခုံသုံးတန်းတွေကလိုချင်တဲ့ကာဆာမာတွေကျွန်တော်ရှိမှာခုံသုံးတန်းတွေကတိုတာနိုဝါလေးကာလီစီရောက်ထားမယ်ခင်ဗျာနော်1002မော်တဲ့နံပါတ်1အမြင့် J တန်းဝိုင်းချင်းလိုင်စင်အစ်စ်လေးနဲ့ရမယ်ခင်ဗျာနော်အလွိုင်းပက်လေးနဲ့ပါခင်ဗျာနော်နံပါတ်1 J တန်းဝိုင်းချင်းလိုင်စင်လည်းအစ်စ်နဲ့ရမယ်1002မော်တွေနော်ကစီးလေးရဲ့ကျွန်တော်1000ပေါ်ပေါ်လေးဝယ်ညင်နိုင်အောင်ဝင်မယ်ခုံသုံးတန်းနဲ့ကျွန်တော်ရှိမှာဒီနိုဝါလေးရှိမယ်ပြီးရင် RF လေးရှိမယ်နောက်ထပ် Super Capacitor တက်သားနဲ့စီရမယ့်ကောင်လေးတစ်စီရောက်ဖို့ရှိပါတယ်ခင်ဗျာနော်လောလောဆယ်ဒီကောင်လေးကျွန်တော်ရင်တင်ပေးမယ် Aircon Digital နဲ့ Round Aircon လေးပါခင်ဗျာထိုင်ကောင်လေးတတ်မယ်ခုံသုံးတန်းဖြစ်မယ် Aircon အေးစိန်နေရမယ်နော် Slide နှစ်ဖက်နဲ့ခင်ဗျာအဝင်ထွက်လဲလဲမယ်အတွင်းကန်းလေးလည်းကျေဝန်းရှိမယ်ခင်ဗျာခုံလေးတွေ3တန်းလုံးတတ်နေခင်ဗျာနော်အပေါက်ရဲနာစာလေးမရှိပါဘူးကျွန်တော်ရောင်းဝင်းမဲ့ဈေးလေးရရဲ့1000ပေါ်1088သိန်းကိုပပညှိနှိုင်းနေရောင်းချရမယ်ခင်ဗျာဒီကားလေးနဲ့ပတ်သက်ပြီးတော့လည်းငွေချမ်းအလဲထက်အရေးကြအကုန်လုံးရပါမယ်ခင်ဗျာနော်ကားလေးကိုစိတ်ဝင်စားတဲ့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်3996646599ကိုဆက်သွယ်ရေးမြန်ဆောင်နိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပြီးမှပြန်တွေ့ကြပါမယ်